Hello အားလုံးမင်္ဂလာပါ Amplifier Knowledge Channel မှာကြိုဆိုပါရစေဗျ Produce တက် MA 2500 main လေးနဲ့မိတ်ဆက်ပေးပါမယ်ကျွန်တော်တို့အရေးသွေးကောင်းတဲ့ main လေးတစ်လုံးဖြစ်ပါတယ် main ကလည်းကျွန်တော်တို့ copper main စစ်ပေါ့နော် G main စစ်နဲ့ဖွဲ့စည်းတည်ဆောက်ထားတာကိုတွေ့ရပါတယ်ကျွန်တော်တို့အပြင်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ MA 2500 Produce တက်ပေါ့နော်တွေ့ရတယ်ဘော်ဒီအင်ကိုလည်းတက်ရပါတယ်ဒါပေမဲ့အတွင်းဖွဲ့စည်းပုံကိုကျွန်တော်တို့လေ့လာလိုက်တဲ့အခါမှာတော့ CA20 SAE CA20 ရဲ့ fitting ကိုတွေ့ရတယ်ပေါ့နော်ဒီပုံစံနဲ့ပါပဲ SAE CA20 ရဲ့ကျွန်တော် power supply transformer input ကတ်တွေဒီ output ကတ်တွေပေါ့နော်ဖွဲ့စည်းပုံအားလုံးအတူတူပါ class 38ပဲပေါ့နော် collector follower class 38ပဲ SAE CA20 နဲ့ဒီပုံစံနဲ့ပါပဲကဲညီငယ်တွေ SAC 20ပုံစံမျိုးသုံးနေတယ်ဆိုလို့ရှိရင်တော့ဒီအမီ2500ကိုရွေးချယ်နိုင်ပါတယ်ဆိုတာကိုပြောချင်ပါတယ်ဘူတုဒရှိစီဖို့ပါသူကွာချားတာကကျွန်တော်တို့ဘာကွာချားလဲဆိုလို့ရှိရင်တော့ဒီ differential ဘိုင်းပေါ့ ICU မောင်းတဲ့အပိုင်းတွေမှာကျွန်တော် driver ကိုပေးတဲ့ base divider တွေပေါ့base bias တွေပေးတဲ့ဘိုးတွေနည်းနည်းလေးကွာတယ်ပေါ့ဒါလေးပဲကွာတာပါကျန်တာအားလုံးကအတူတူပါပဲကျွန်တော်တို့ step ဘိုးတွေမောင်းတဲ့အပိုင်းတွေ plate အပိုင်းတွေပေါ့နော်အတူတူပါပဲ FD အသေးနှစ်စုံသုံးထားတယ်ပေါ့နော်တစ်စုံကိုနှလုံးဒါအောင်နှလုံးနဲ့ပေါ့နော်ဒါကလပ်38ပါကျွန်တော်ကလပ်38ကိုခွဲဖို့ခက်နေတဲ့ညီငယ်များဒီမှာဒိုင်းအောင်နှလုံးပေါ့နော်6နှစ်ချောင်းကဒိုင်းအောင်နှလုံးပါအဖီတွေက၄လုံးကနှလုံးကိုတစ်စုံမောင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကလပ်3ရဖြစ်တယ်ပေါ့ဒါလေးကိုလည်းသိထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့ပေါ့ပါမောင်းမယ်ဆိုလို့ရှိရင်တော့1000ဆိုလို့ရှိရင်2အောင်လောက်ထိအောင်ချမောင်းလို့ရပါတယ်1000ဝါဆိုလို့ရှိရင်တော့1200ဝါဆိုလို့ရှိရင်တော့တစ်ဖက်ကိုနှလုံးပဲဖိုးမောင်းတင်ပါတယ်ကျွန်တော် T1 နေမှာတီးမယ်ဆိုလို့ရှိရင်တော့1200လည်းပဲ2အောင်ခက်ငိမ့်ငိမ့်မောင်းမယ်ဆိုမောင်းနိုင်ပါတယ်ပုံမှန်အောက်တိုးမောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်18လေးလုံးပဲမောင်းတင်ပါတယ်ဗျဒီလုံးတွေကသူ့ရဲ့1နဲ့သူ့ရဲ့ ampere သူ့ဖွဲ့စည်းပုံကတော့18လေးလုံးကိုကောင်းကောင်းအသုံးချနိုင်တယ်ဆိုတာကိုမိတ်ဆက်ပေးလိုက်ပါတယ်အားလုံးညီငယ်တွေကြားမြင်တုဒ္ဒရှိကြပါစေဗျအားလုံးကိုကျေးဇူးပါโอเค